မိုင်ပေါင်း1500သချင်းနောက်ွယ်ကအိန္ဒြာကျော်စင်ရဲ့မပြေဆုံးခဲ့တဲ့ဂီတာလမ်းကြောင်းမြန်မာရုပ်ရှင်လောကမှာထိတ်တန့်မင်းသမီးတဦးအဖြစ်လူသိများတဲ့အိန္ဒြာကျော်စင်ကိုပရိသတ်တွေကအများအားဖြင့်တရုတ်ဆောင်ရည်ချင်းကောင်းတဲ့မင်းသမီးတဦးအဖြစ်ပဲသိကြပါတယ်။ဒါပေမဲ့လူအများမသိသေးတဲ့အကြောင်းတစ်ခုကတော့ဦးဝဲဟာတစ်ချိန်ကဂီတာလောကထဲဝင်ရောက်ဖို့အိမ်မက်ကြီးကြီးမားမားရှိခဲ့သူဖြစ်ခဲ့တာပါပဲ။1990ပြည့်နှစ်အစောပိုင်း1998ခုနှစ်ဝန်းကျင်ကာလမှာဦးဝဲဟာအစောတော်ကြီးဇဝင်းထွတ်ပါဝင်ကျင်းပခဲ့တဲ့အဆိုပြိုင်ပွဲတစ်ခုမှာပါဝင်ရွေးချယ်ခံခဲ့ရဖူးတယ်လို့သိရပါတယ်။အဲ့ဒီအချိန်ကသူမနဲ့တူဂျူနီယာသရုပ်ဆောင်စူပန်ထရာတို့လည်းပါဝင်ခဲ့ကြပြီးဂီတလောကထဲဝင်ရောက်ဖို့ကြိုးစားနေခဲ့ကြတဲ့အချိန်လေးဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ဦးဝဲဟာကြော်ညာရီရုပ်သံဇာတ်လမ်းတွေဗီဒီယိုဇာတ်ကားတွေရုပ်ရှင်ဇာတ်ကားတွေမှာတဖြည်းဖြည်းလူသိများလာခဲ့ပါတယ်။အဲ့ဒီအချိန်ကာလမှာသူမဟာတကူတော်တချင်းခွေထုတ်ဖို့အစီအစဉ်ရှိနေကြောင်းစာနယ်ဇင်းတွေကိုပြောကြားခဲ့ပူပါတယ်။တကယ်တော့အဲ့ဒီအချိန်ကတချင်းခွေထုတ်ဖို့စီစဉ်ထားကြောင်းကိုအခွေစာမျက်နှာကြော်ညာတွေတချင်းစာအုပ်တွေထဲမှာတော့ကြော်ညာထည့်ထားခဲ့တာတွေရှိခဲ့ပါတယ်။ဒါကြောင့်အိန္ဒြာကျော်စင်ရဲ့ဂီတာလမ်းကြောင်းဟာအိမ်မက်အစစ်မှသာမကတကယ်ထလာဖို့အနည်းဆက်ဆုံးထိရောက်နေခဲ့တဲ့အစီအစဉ်တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အားလုံးစီစဉ်ထားခဲ့သလိုတကူတော်အခွေကတော့နောက်ဆုံးမှမထွက်ဖြစ်လိုက်ပါဘူး။ဘာကြောင့်မထွက်ဖြစ်ခဲ့တာလဲဆိုတာကိုတော့အတိအကျမသိခဲ့ကြပေမဲ့အဲ့ဒီအခွေကိုနိုင်ငံခြားထုတ်လို့ရင်းနဲ့တော့စီစဉ်ခဲ့တယ်လို့လည်းသိရှိရပါတယ်။တကူတော်အခွေကမထွက်လာခဲ့ပေမဲ့ဦးဝဲဟာတချင်းမဆိုဘူးသူတော့မဟုတ်ပါဘူး။သူမတီးဆိုခဲ့တဲ့တချင်းတွေထဲကမိုင်ပေါင်း1500ဆိုတဲ့တချင်းကပရိသတ်တွေကြားမှာအတော်လေးလူကြိုက်များခဲ့ပါတယ်။ဒါအပြင်မင်းသားရန်အောင်ရဲ့ဇာတ်ကားတွေဖြစ်တဲ့သူချစ်သူများနတ်သမီးများတို့မှလည်းစုံတဲတီဆိုထားတဲ့တခြင်းတွေရှိခဲ့ပါတယ်။အဝဲဟာတခြင်းဆိုတတ်တာအသင်မကပဲဂီတာတီးရင်တခြင်းဆိုတတ်သူဖြစ်တယ်လို့စောင်းတီးတတ်သူလည်းဖြစ်တယ်လို့သိရပါတယ်။ရွှေစုံညိုးဆိုတဲ့အမေများအဖွဲ့ရမုံငွေဇက်ကားမှလည်းစောင်းတီးပြခဲ့ပူပြီးအချို့သောလူမှုရေးပွဲတွေမှာလည်းချင်းရိုးရဝတ်စုံဝတ်ပြီးချင်းတောင်တန်းကကျိုးဆိုပါဤဆိုတဲ့တခြင်းကိုတီးဆိုခဲ့ပူပါတယ်။ဒီလိုနဲ့တချိန်ကအဆိုတော်ဖြစ်ဖို့စတင်ခဲ့တဲ့ဂီတာလန်ကြောင်းကနေနောက်ဆုံးမှာတော့မပြေဆုံးခဲ့ပေမဲ့ကန်စမားကသူမကိုမြန်မာရုပ်ရှင်လောကရဲ့ထိတ်တန့်မင်းသမီးတဦးအဖြစ်ပြောင်းလဲပေးလိုက်တာပဲဖြစ်ပါတယ်။တကယ်ဆိုရင်တော့မိုင်ပေါင်း1500သစင်နောက်ွယ်ကအင်နာကျော်စင်ရဲ့မထက်ဖြစ်လိုက်တဲ့တကူတော်ခွေကပြိသက်တွေကြားမှာထွက်လာခဲ့မယ်ဆိုရင်ဂီတာလောကမှာဘလို့အနေထားရှိနေလောက်မလဲဆိုတာရင်ခုန်စရာပါပဲရှင်။